တဘာဝလုံးဖြစ်ရစမ်းတွေနဲ့6ချာထိုင်လန့်စီယာဇလံကောင်းတွေကိုစူးစီးတင်ဆက်ပေးနေတဲ့ဇော်ကြီး Audio Book Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဇော်ကြီးပါဒီနေ့တင်ဆက်ပေးမယ့်ဇလံလေးကတော့အောက်လန်းဆရာဦးကန်ဆိုင်နဲ့သွေးစွမ်းနေတဲ့မီးအောက်နန်းတော်အပိုင်းနေဦးကန်ဆိုင်ရဲ့ရှားကိုကိုက်ပြီးထွေးထုတ်လိုက်တဲ့တွေ့တွေဟာမင်းသမီးစောနန်းတွင်ရဲ့မျက်နှာပေါ်ကိုကြာရောက်သွားတဲ့အခါမှာတော့တခမ်းမလိုတုန်ခါသွားစီတဲ့ဆူရှိလာတဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာပါတယ်မင်းသမီးရဲ့ဖြူဖွေးတဲ့အသားရည်ဟာတန်ပူညက်အထိုးခံရတယ်လို့မျိုးတရှူးရှူးမိပြီးမိကူးတွေထွက်လာပါတယ်ရုပ်မာတဲ့အောက်လန်းဆရာနင်းရဲ့ညစ်ညားနဲ့သွေးတယ်နဲ့ငါ့ကိုစော်ကားရဲတယ်ပေါ့မင်းသမီးဟာနောက်ကိုလွန်းဆန်သွားပေမဲ့ချက်ချင်းပဲလေးထဲမှာဝဲပြန်ရင်ပြန်လဲတည်ငြိမ်သွားပါတယ်သူမရဲ့မျက်နှာကအခုတော့တဝက်ကလှပတဲ့မင်းသမီးရုပ်ကြံတဝက်ကတော့အရေးခွန်မရှိတဲ့နီးရဲနေတဲ့အသားဆိုင်ဘီလူးမာရုပ်အဖြစ်ပြောင်းလဲသွားပါပြီဦးကန်ဆိုင်ကတော့ကျမ်းပြန်ပေါ်မှာဒူးထောက်ချလျက်ပါးဆက်ကထွေးတွေစီးကြနေပါတယ်ငနီးငကြောမင်းတို့ဘာလုပ်နေကြတာလဲမြန်မြန်ပလင်နော့ကတေတာကိုတွားယူစမ်းလို့အားယူပြီးဟိန်းဟောက်လိုက်ပါတယ်ငနီးနဲ့ငကြောတို့ဟာကြောက်နန့်တကြားနဲ့အယိုးစုစစ်သေးတော်တွေကြားကနေတိုးထွက်ပြီးပလင်နော့ကိုပြေးသွားကြပါတယ်အဲ့ဒီမှာကြောက်စင်းရောင်တောက်နှက်နေလေတေတာလေးတစ်လုံးရှိပါတယ်အဲ့ဒီတေတာတွေမှာတော့တိုက်နှန်းတစ်ခုလုံးရဲ့ဝိညာဉ်တွေကိုချွတ်ကြိုက်ထားတဲ့ဝိညာဉ်ကြောက်စာရှိနေတာပါမရဘူးအဲ့ဒါကိုမထီးခဲ့မင်းသမီးကအော်ဟေးရင်သူမရဲ့လက်ချောင်းတွေကိုဆန်ထုတ်လိုက်ပါတယ်သူမရဲ့လက်သေးတွေဟာကျိုးတွေလိုစီထွက်လာပြီးငရောရဲ့လက်ပင်ကိုပတ်ချီလိုက်ပါတယ်အာဆရာကဲပါအောင်ငကြော်ရဲ့မျက်လုံးတွေပြူးထွက်လာပြီးလေထဲကိုမြောက်တက်သွားပါတယ်ဦးကန်ဆိုင်ကချက်ချင်းပဲသူ့ရဲ့ခါကြားကတန်တေဓာမြောင်ကိုထုတ်လိုက်ပါတယ်ဒီဓာမြောင်ဟာတေးဆုံးသွားတဲ့ဝိညာဉ်ပေါင်းများစွာရဲ့အရှင်အဝါနဲ့သွန်းလုထားတာပါသူကဓာမြောင်ကိုကာထားရွတ်ပြီးမင်းသမီးရဲ့လက်သေးကျိုးတွေစီကိုပစ်ပေါက်လိုက်ပါတယ်ကျက်မင်းသမီးရဲ့လက်သလင်းလီပြတ်တောက်သွားပြီးငရောဟာကျမ်းပြင်ပေါ်ကိုပုတ်ခနဲ့လဲကျသွားပါတယ်အဲ့ဒီအချိန်မှာပဲငနီကထိတ်တာကိုဖွင့်လိုက်ပါတယ်ထိတ်တာပွင့်သွားတာနဲ့တကိုင်နဲ့တခန်းမောင်းလုံးမှာရှိတဲ့ဝိညာဉ်မိအိမ်တွေဟာငိမ့်သွားပြီးအနစ်ရောင်အငွေအထက်တွေကထိတ်တာတဲကနေလိတ်တက်လာပါတယ်ဒါပဲဦးကန်ဆိုင်ကသွေးယူသွေးတန်းရေမော့လိုက်ပါတယ်တိတ်တာထဲမှာရှိနေတာကတော့သွေးရောင်စာလုံးတွေနဲ့ရေထိုးထားတဲ့ဝိညာဉ်ကြောက်စာပါအဲ့ဒီကြောက်စာကိုထိလိုက်တာနဲ့ဦးကန်ဆိုင်ရဲ့ခန္ဓာကိုယ်ထဲကိုအစွမ်းထက်လာတဲ့အမောင်စွမ်းအင်တွေစိတ်ဝင်သွားပါတယ်ဒါပေမဲ့အဲ့ဒီစွမ်းအင်တွေကပြင်းထန်လွန်းလို့ဦးကန်ဆိုင်ရဲ့အရေးပြားတွေဟာတဖြည်းဖြည်းမဲလာပြီးသွေးကြောတွေကဖူးထွက်လာပါတယ်မင်းသမီးအခုတော့မင်းကငါ့ရဲ့ကျွန်းပဲဦးကန်ဆိုင်ကကြောက်စာကိုမြှောက်ပြီးအမိန့်ပေးလိုက်ပါတယ်မင်းသမီးအခုတော့မင်းကငါ့ရဲ့ကျွန်းပဲဦးကန်ဆိုင်ကကြောက်စာကိုမြှောက်ပြီးအမိန့်ပေးလိုက်ပါတယ်မင်းသမီးစောနန်းတွေဟာရုတ်တရက်ငြိမ်းချသွားပါတယ်သူမရဲ့မျက်လုံးထဲကဒေါသတွေဟာကြောက်ရွံ့မှုအဖြစ်ပြောင်းလဲသွားပါတယ်နင်ဘာလို့မလို့လဲအဲ့ဒီကြောက်စာကိုဖျက်ဆီးရင်ငါတို့အာရုံဒီမြေအောက်မှာထာဝရပိတ်မိသွားလိမ့်မယ်ငါကဖျက်ဆီးမှာမဟုတ်ဘူးငါကမင်းရဲ့နေရာမှာအစားထိုးပြီးဒီတိုက်နှန်းရဲ့အရှင်သခင်လုံးမှာဦးကန်ဆိုင်ရဲ့လောဘကအဆုံးစွန်ကိုရောက်သွားပါပြီသူဟာမင်းသမီးကိုနှိမ်နှင်းဖို့တင်မဟုတ်ပဲသူမရဲ့အစွမ်းတွေကိုရယူပြီးထာဝရအသက်ရှင်တဲ့တိုက်နှန်းရှင်အသစ်ဖြစ်ဖို့စ조사နေတာပါဒါပေမဲ့သူမေ့နေတာတခုရှိပါတယ်ဝိညာဉ်ကြောက်စာဆိုတာသွေးစသေးမှုမပါပဲအလုတ်မလုတ်ပါဘူးစေရာကျွန်တော်တို့လက်တွေကဘာဖြစ်ကုန်တာလဲငနီကထိတ်လန့်တကြားအော်လိုက်ပါတယ်ငနီနဲ့ငကြော်တို့ရဲ့လက်တွေဟာတဖြည်းဖြည်းနဲ့အယိုးစုတွေအဖြစ်ပြောင်းလဲလာပါတယ်ကြောက်စာရဲ့စွမ်းအားကိုသုံးဆွဲဖို့အတွက်ဦးကန်ဆိုင်ကသူ့ရဲ့တပည့်တွေကိုသွေးစတေးပူဇော်လိုက်တာပါဆရာရက်ဆက်လာကြည့်လိုက်ဗျာငကြော်ကငိုယိုရန်ချမ်းပြင်ပေါ်မှာလူးလိမ့်နေပါတယ်ဦးကန်ဆိုင်ကတော့ဂယုမဆိုင်ပါဘူးသူကကြောက်စာပေါ်ကိုသူ့ရဲ့သွေးတွေကိုလောင်းချလိုက်ပါတယ်အဲ့ဒီချိန်မှာတည်းနန်းတော်ရဲ့အမိုးကနေကြောက်တုံးကြီးတွေပြိုကျလာပါတယ်မြေအောက်နန်းတော်တစ်ခုလုံးဟာပျက်စီးတော့မဲ့နိမိတ်တွေပြလာပါပြီမင်းသမီးစောနန်းတွေကကြောချမ်းစရာကောင်းအောင်ရေမောလိုက်ပါလေနင်ရှုံးပြီအောက်လန်းစရာစုပ်ဒီကြောက်စာဟာငါရဲ့အာဃာတနဲ့တီးဆောက်ထားလားနင်ကအဲ့ဒါကိုပိုင်ဆိုင်ဖို့စ조사လေနင်ဟာငါ့ထက်ပိုဆိုးတဲ့ငရဲကိုရောက်လေပဲရွတ်တရဲ့ကြောက်စာထဲကနေအဖြူရောင်ဝိညာဉ်လက်ပေါင်းထောင်းနဲ့ချီထွက်လာပြီးဦးကန်ဆိုင်ရဲ့ခန္ဓာကိုယ်ကိုဝိုင်းဝန်းဆွဲငင်ကြပါတော့တယ်
မြေအောင်နန်းတော်ရဲ့ဟင်းရောင်တန်းကြီးကတခတ်မလုံးကိုတုံခါသွားစေပါတယ်။နိုင်ငံတွေမှာရှိတဲ့ကြောက်စိမ့်တန်းကြီးတွေကအကွဲလာပြီးအမိုးကနေလူတကိုးစားလောက်ရှိတဲ့ကြောက်တုံးကြီးတွေတဝုံဝုံနဲ့ဖြိုကျလာပါတယ်။ဦးခန်းဆိုင်ကတော့ဓာတွေကိုဂယုမဆိုင်နိုင်တော့ပါဘူး။သူ့ရဲ့လက်ထက်ကဝင်းချင်းကြောက်စားဟာအခုတော့အဖြူရောင်မဟုတ်တော့ပဲတွေးရောင်တွေတစ်ဖြတ်ဖြတ်တောင်းနေပါတယ် ငါပဲတိုက်နိုင်ရှင်ငါကပဲအရှင်သခင် ။ဦးကန်ဆိုင်ရဲ့အော်ဟစ်တန်ကယူသွက်နေတဲ့လူတစ်ယောက်ရဲ့အသာမြုပ်ချနေပါတယ်။ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်တော်ကထူးဆန်းစွာပြောင်းလဲနေပါတယ်။ကြောက်စာတွေကထွက်လာတဲ့ဝိညာဉ်လက်တွေဟာဦးကန်ဆိုင်ရဲ့အရေးပြားတွေကိုထူးဖောက်ဝင်ရောက်နေပြီးသူ့ရဲ့တွေးကြောတွေကိုအပြင်ကိုဖူးထွက်လာစေပါတယ်။သူ့ရဲ့မျက်လုံးဝင်တွေကနေတွေးတွေစီးကြလာပြီးတွားတွေကလည်းတဖြည်းဖြည်းကျွတ်ထွက်ကုန်ပါတယ် ဆရာကဲပေါင်းကျွန်တော်လက်တွေမရှိတော့ ငနီရဲ့ငိုယိုတန်ကကြောက်တုံးပြိုချတန်ဒီကြားမှာပဲ့တင်ထန်နေပါတယ်ငနီနဲ့ငကြော်တို့ရဲ့လက်မောင်းတွေဟာအခုတော့အသားမရှိတော့ပဲဖြူဖွေးနေတဲ့အယိုးစုတွေဖြစ်ပြောင်းလဲသွားပါပြီအဲ့ဒီအယိုးစုလက်တွေကသူတို့ရဲ့ခန္ဓာကိုယ်ကိုပြန်လဲကြိုက်ခဲနေတယ်လို့မျိုးနာကျင်မှုကိုခံစားနေရပါတယ်ဦးကန်ဆိုင်ကတော့သူ့တပည့်တွေကိုလိတ်တောင်မကြည့်ပါဘူးသူ့စိတ်ထဲမှာရွှေတွေနဲ့အာနာကိုပဲမြင်ရောက်နေတာပါမင်းသမီးစောနန်းတွေကတော့လေထဲမှာဝဲပြန်ရင်အားရရရဲမိုးနေပါတယ်ကြည်စံဦးကန်ဆိုင်နင်လိုချင်တဲ့အစွမ်းဆိုတာဒါပဲလားနင်ကငါ့ရဲ့နေလာကိုယူချင်တာမဟုတ်ဘူးနင်ကငါ့ရဲ့ထာဝရငရေကိုလာပြီးအစားထိုးခံဖေးတာပဲရုတ်တရက်ကြောက်စာတဲ့ကနေနားကွဲမသက်စူးရှဲတဲ့အတန်ကြီးထွက်ပေါ်လာပြီးဦးကန်ဆိုင်ကိုမြေကြီးတွေကိုဆွဲနစ်လိုက်ပါတယ်ဦးကန်ဆိုင်ရဲ့ခန္ဓာကိုယ်ဟာခါးထီမြေကြီးတွေကျွံ့ဝန်းသွားပြီးကြောက်စာကတော့သူ့ရဲ့ရင်ပံမှာကက်တွယ်လျက်သားရှိနေပါတယ် မဟုတ်ဘူးဒါငါစီမံမဟုတ်ဘူးငါကထားတို့တွေဟာဘာလို့မအောင်တာလဲဦးကန်ဆိုင်ကသွေးယူသွေးတန်းအော်ဟိနေပါတယ် ဘာလို့လဲဆိုတော့နင်းကလောဘကြောင့်ငါရဲ့အဓိကသတိပေးချက်ကိုမမြင်ခဲလို့ပဲမင်းသမီးကသူ့အနာကိုတိုးခတ်လာပြီးတူလီဖြိုးလိုက်ပါတယ်ဒီတိုက်ရဲ့တော့ကရွှေလေးမဟုတ်ဘူးအဲ့ဒီရွှေလေးကိုကင်တဲ့သူ့ရဲ့နောင်တပဲနင်းကနောင်တမရှိတဲ့လူယုံမှာဆိုတော့ဒီကြောက်စာကနင်းကိုတိုက်ဆောင်အသည့်အဖြစ်ဝါမျိုးလိုက်ပြီး အဲ့ဒီချိန်မှာပဲနန်းတော်ရဲ့အလဲဘဟိုးမှာရှိတဲ့ရေကန်ကြီးဟာပေါက်ကွဲသွားပြီးအထဲကနေသွေးရောင်ရည်တွေဟျံတက်လာပါတယ်အဲ့ဒီရည်တွေထဲမှာရှေ့ကတည်ဆုံးသွားတဲ့မောင်ဖိုးဦးတာတို့နဲ့ဖိုးထောင်တို့ရဲ့ဝိညာဉ်တွေလားလက်တွေကိုဆန့်ထုတ်ပြီးဦးကန်ဆိုင်ကိုဝိုက်ဆွဲကြပါတယ် ဆရာလာခဲ့နာရုစီကိုလာခဲ့ ဦးကန်ဆိုင်ရဲ့မျက်နှာမှာပထမဆုံးအချိန်ထိကြောက်ရွံ့မှုအရေးအယောင်တွေပေါ်လာပါတယ်။သူဟာအောက်လိုင်းပညာနဲ့ဝิญဉ်တွေကိုစေခိုင်းခဲ့ပေမဲ့အခုတော့ဝิญဉ်တွေရဲ့စေခိုင်းခြင်းကိုခံရပါပြီ ငနီငကြောငါ့ကိုဆွဲထုတ်စမ်းမင်းတို့ကငါရွှေတယ်ကုန်ပေးမယ် ဒါပေမဲ့ငနီနဲ့ငကြော်တို့ကတော့သူတို့ရဲ့အယိုးစုလက်တွေကိုကြည့်ရင်ထိတ်လန့်နေကြပါတယ်ငကြော်ကနောက်ဆုံးမှာတော့အာတင်းပြီးဂူဝါဘတ်ကိုထွက်ပြေးဖို့ကြိုးစားပါတယ်မရတော့ဘူးဆရာကကျွန်တော်တို့ကိုတတ်နေတာကျွန်တော်ပြေးမှထင်မယ်ငကြော်ဟာပြိုကျနေတဲ့ကြောက်တုံးလေးကြားကနေလူလဲထားပြီးပြေးပါတယ်ဒါပေမဲ့ကြောက်တုံးကြီးတတုံးကသူ့ရဲ့အပေါ်ကိုတက်တက်ပြိုကျလာပြီးသူ့ရဲ့အောက်ပိုင်းကိုဖိချေပစ်လိုက်ပါတယ်ငကြော်ဟာအော်တောင်းမအော်နိုင်ပဲအဲ့နေရာမှာတင်ပွဲချင်းပြီးဆုံးမသွားပါတော့တယ်ငနီကတော့တကူတဲ့ကြံရစ်ပါတယ်သူဟာဆရာဖြစ်သူဦးကန်ဆိုင်မြေကြီးထဲကျွံဝင်နေတာကိုနောက်ဆုံးအကြိမ်ကြည့်လိုက်ပါတယ်ဦးကန်ဆိုင်ရဲ့မျက်နှာဟာအခုတော့လူယုံမပေါက်တော့ပဲကြောက်ရွံ့ကြီးတရုပ်လိုတဖြည်းဖြည်းမာကျော်လာပါပြီ ငနီကဲပါဦးကန်ဆိုင်ရဲ့နောက်ဆုံးစကားတန်ကပဲတင်ထပ်သွားပါတယ်ငနီဟာနောက်ကိုလွှင့်ကြည့်တော့ပဲမောင်မဲနီရဲ့လမ်းကြောင်းအတိုင်းအသိလူပြီးပြေးပါတော့တယ်သူ့နောက်မှာတော့မြေရောက်နန်းတော်ကြီးတစ်ခုလုံးပြိုကျပစ္စည်းသွားတဲ့အတန်ကြီးကမိုးချိုးပစ်တန်လို့ဟိမ့်ထွဲကြံရစ်ထဲပါတယ် ဝုံဝုံ ကျွီကျွတ် မြေအောက်နန်းတော်ကြီးတစ်ခုလုံးပြိုကျပျက်စီးနေတဲ့အတန်ကြီးကငနီးရဲ့နားထဲမှာမိုးချိုးပြတန်တွေထက်ပိုပြီးကျဲလောင်နေပါတယ်သူ့ရဲ့နောက်မှာတော့ဆရာဖြစ်သူဦးကန်ဆိုင်ဟာမြေကြီးထဲကိုတဖြည်းဖြည်းကျွံဝင်ရင်းကြောက်ရွံ့ပူအားနဲ့ကြံရစ်ထဲပါပြီငကြော်လဲကြောက်တုံးကြီးရောက်မှပြီးပြီးအသက်ပြောက်ခဲ့ရပါပြီအခုတော့ငနီးတယောက်ထဲတာမှောင်မဲနေလဲလွိုင်ကူလန်းကျောင်းထဲမှာအသက်လူပြီးပြေးလွှားနေရပါတယ် အမလေးကဲကြပါဦးကြောက်တုံးတွေကြားနေပြီ ငနီးရဲ့အော်ဟစ်တန်က
ကူနန်ရန်တွေမှာပဲတင်ထက်နေပါတယ်သူရဲ့ညာဘက်လက်မောင်းဟာအခုတော့အသားမရှိတော့ပဲဖြူခွေးနေတဲ့အယိုးစုလက်ကြီးထိနေပါပြီအဲ့ဒီအယိုးစုလက်ကသူ့ရဲ့ပခုံးအယိုးနဲ့ဆက်နေပေမဲ့ငနီးကတော့နာကျင်မှုကိုတော့မခံစားနိုင်တော့ပဲကြောက်လန့်တကြားနဲ့ရှေ့ကိုသာတိုးနေပါတယ်လမ်းကြောင်းတစ်ချောင်းမှာအပေါ်ကနေပြိုကျလာတဲ့မြေကြီးတွေနဲ့ကြောက်ခဲတွေကသူ့ရဲ့ခြေထောက်တွေကိုထိမှန်နေပေမဲ့သူမရရဲပါဘူး ရွတ်တရဲ့သူ့နောက်ကနေအမျိုးသမီးတစ်ယောက်ရဲ့ရဲတန်ကြီးထွက်ပေါ်လာပါတယ် ဟာဟာပြေးစမ်းကနီနင်လွတ်မဲ့ထင်းနေတာလားနင်ရဲ့ခန္ဓာကိုယ်ထဲမှာငါရဲ့ကြိမ်စားပြီးပါသွားပြီ မင်းသမီးစောနန်းနွယ်ရဲ့ဝိညာဉ်ဟာလေထဲမှာဝဲပြန်နေငနီကိုလိုက်လံချောက်လာနေပါတယ်ငနီဟာနောက်ကိုလဲမကြည့်ပဲဂူဝကနေထွက်လာတဲ့အလင်းရောင်မိန်မိန်လေးစီကိုသာအားကုန်သုံးပြီးပါတယ်သူဂူဝကိုရောက်ခါနီးမှာပဲကြီးမားလာတဲ့ကြောက်တုံးဤတုံးကဂူဝကိုပိတ်ဖို့ပြိုကျလာပါတယ် ငနီဟာခန္ဓာကိုယ်ကိုလင့်ပြီးဂူအဖင်ဘတ်ကိုနောက်ဆုံးစက္ကန့်မှာထနိုင်ခဲ့ပါတယ် ဝူးဂူဝါကြီးဟာကြောက်တုံးတွေနဲ့လုံဟာပိတ်ဆို့သွားပါတော့တယ်တတော်လုံးတုံခါသွားစီတဲ့အတန်ကြီးငိမ့်တက်သွားတဲ့အခါမှာတော့လေထူးထဲမှာဖုံးမုံတွေနဲ့မြူနေနေပဲကျင်းရပါတော့တယ်ငနီဟာမြေကြီးပေါ်မှာမှောက်လက်သားလဲကျနေပြီးအသက်ကိုလူရှူနေရပါတယ်သူ့ရဲ့တကိုယ်လုံးမှာသွေးတွေဖုံးတွေနဲ့ပြည့်နေပြီးသူ့ရဲ့အယိုးဆူလက်ကြီးကတော့လာပြင်းကြီးရဲ့လက်ရောင်အောင်မှာကြောက်စရာကောင်းဖြူဖွေးနေပါတယ် ငါလွတ်ပြီးငါအသက်ရှင်သေးတယ်ငနီကတိုးတိုးလေးရေရွတ်ချင်းထားလွတ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့သူထားလိုက်တဲ့အချိန်မှာပဲသူ့ရဲ့ခြေတော်အောက်ကမြေကြီးထဲကနေလက်ချောင်းတွေထွက်လာတယ်လို့မျိုးခံစားရပါတယ်သူလွှဲကြည့်လိုက်တဲ့အခါဘာမှမရှိပါဘူးဒါပေမဲ့သူ့ရဲ့နားထဲမှာတော့ဦးကန်ဆိုင်ရဲ့အတန်ကြီးကပဲ့တင်ထမ်းနေပါတယ်ငနီငါโอเคပါအောင်ငါအေးတယ်ဒီမြေအောင်မှာငါအရန်အေးတယ်ငနီဟာကြောက်လန့်တကြားနဲ့တောထဲကိုဥတီယာမရှိပြေးပါတော့သည်သူဟာရွာကိုပြန်တဲ့လမ်းကိုမသိတော့ပါဘူးတစ်ပင်တွေကသူ့ကိုဝိုင်းဖတ်နေတယ်လို့တောကောင်တွေရဲ့အော်တန်ကလည်းသူ့ကိုလောင်ပြောင်းနေတယ်လို့ခံစားနေရပါတယ်သုံးမြက်သုံးညတိုင်းတိုင်းငနီဟာတောထဲမှာအယူတရုပ်လိုလက်ပတ်ပြေးလွှားနေခဲ့ပါတယ်နောက်ဆုံးမှာတော့ညောင်ပင်ကုန်းရွာကထင်းွယ်သမားအချို့ကငနီကိုတောဆက်မှာတွေ့ရှိခဲ့ကြပါတယ်ဒါပေမဲ့သူတို့တွေ့လိုက်ရတဲ့ငနီဟာသူတို့သိတဲ့ငနီမဟုတ်တော့ပါဘူးမျက်လုံးတွေကပြူးထွက်နေပြီးစံပင်တွေကလည်းဖြူဖွေးနေကအဝေစားတွေကစိုးပြန်နေပါတယ်အဆိုးဆုံးကတော့သူ့ရဲ့ညာဘက်လက်မောင်းဟာအဝေစွတ်တွေနဲ့ပတ်ထားပေမဲ့အထေကနေအယိုးဆူပုံစံကြီးကထွက်ပေါ်နေတာပါငနီမင်းဘာဖြစ်လာတာလဲဥကန်ဆိုင်တို့ကရွာသားတစ်ယောက်ကမေးလိုက်ပါတယ်ငနီကထိုရွာသားကိုစိုက်ကြည့်ပြီးဟိုင်းတိုက်ရေမောလိုက်ပါတယ်ဥကန်ဆိုင်လားသူကရှေးပလင်ပေါ်မှာထိုင်နေတယ်သူကကြောက်ရွံ့ကြီးဖြစ်သွားပြီမင်းသမီးကသူ့ကိုနမ်းနေတယ်ဟာရွာသားတွေဟာကြော်ချမ်းသာကြပါတယ်ငနီကိုရွာထဲကိုခေါ်လာခဲ့ပြီးမြင်ငနီဟာဘယ်သူနဲ့မှစကားမပြောတော့ပါဘူးသူဟာရွာပြင်ကဇယတ်ဟောင်းလေးမှာပဲထိုင်ပြီးသူ့ရဲ့အယိုးဆူလက်ကိုပုတ်တက်နေတတ်ပါတယ်ညနေတဲ့အခါမှာတော့သူဟာတေမင်း6ဘက်ကိုလှဲပြီးလာပြီမင်းသမီးလာနေပြီတွေးတွေလိုချင်လို့တဲ့ရွာသားလေးတတိထားကြလို့အော်ဟစ်နေပါတော့တယ်ရွာထဲမှာလည်းထူးဆန်းတဲ့အဖြစ်အပျက်တွေစာတင်ဖြစ်ပွားလာပါတယ်ညဘက်ဆိုရင်ရွာလဲကညောင်ပင်ကြီးအောင်မှာအမျိုးသမီးတစ်ယောက်ရဲ့တချင်းဆိုသံတွေကိုကြားလာရပြီးအိမ်မွေးတရေဆန်တွေဟာလည်းအကြောင်းမဲ့တွေးအံပြီးတေဆုံးကုန်ကြပါတယ်ငနီရဲ့ယူသွက်မှုဟာတာမန်ယူသွက်မှုမဟုတ်ပဲတိုက်နှန်းကပါလာတဲ့ကျင်းစာဆိုတာကိုရွာသားတွေမသိကြသေးပါဘူးဦးကန်ဆိုင်တို့တေဆုံးသွားနေမယ်သူတို့ဖွင့်ခဲ့တဲ့အမောင်တကားကတော့လုံးဝပိတ်မသွားခဲ့ပါဘူးငနီရွာကိုပြန်ရောက်လာပြီးတပတ်ခန့်အကြာမှာတော့ညောင်ပင်ကုန်းရွာလေးဟာအရင်လိုအေးချမ်းတဲ့ရွာကလေးမဟုတ်တော့ပါဘူးနေဝင်ရေတရိုးအချိန်ရောက်တာနဲ့ရွာသားလေးဟာအိမ်တကားတွေကိုအလုံးပိတ်ပြီးအပြင်မထွက်ရဲကြတော့ပါဘူးအကြောင်းကတော့ညဘက်တွေမှာရွာပြင်ကဇယတ်ဟောင်းစီကနေငနီးရဲ့စူးရှားလာတဲ့ရဲတန်းတွေနဲ့အတူသူမလာနေပြီးသွေးတွေဆိုတဲ့အော်ဟစ်တန်တွေကိုကြားနေရလို့ပါပဲဒါပေမဲ့အစိုးဆုံးကတော့ငနီးရဲ့အော်တန်းတဲ့မဟုတ်ပါဘူးရွာလဲကတတ်တာရရှိပြီးခွတဲ့ညောင်ပင်ကြီးစီကနေထူးဆန်းတဲ့ဖြစ်ရပ်တွေစတင်လာတာပါဟဲ့လူဥပဒေခမန်နွားမရှိပါဖျားလေ ရွာသားတစ်ယောက်ရဲ့အော်ထမ်းကြောင့်ဥပဒေဟာခြံသေးကိုပြီးထွက်လာပါတယ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဥပဒေဟာခြေဖျားလက်ဖျားတွေအေးဆက်သွားပါတယ်သူ့ရဲ့အားကိုရတဲ့နွားမကြီးဟာမြေကြီးပေါ်မှာလဲကျနေပြီးခန္ဓာကိုယ်မှာဒဏ်ရာတစ်ချက်မရှိပဲ
မျက်လုံးတွေကတော့ပြူးထွင်နေပါတယ်ထူးဆန်းတာကနွားမကြီးရဲ့ဘားစာထဲကနေသွေးတွေအစားနှက်မောင်နေတဲ့လောက်ကောင်းတွေတစ်ဖွက်ဖွက်ထွင်နေတာပါအဲ့ဒီလောက်ကောင်းတွေဟာဦးကန်ဆိုင်တို့မီးအောင်နန်းတော်မှာတွေ့ခဲ့တဲ့ဝိညာဉ်စားလောက်ကောင်းတွေနဲ့အတူတူပါပဲ ဒါဘာတွေလဲဗျာကျုံနွားမကြီးကဘာလို့ဒီလိုဖြစ်ရတာလဲ ဥပါတင်ကတုံတုံရင်းရင်းနဲ့မေးပါတယ်ထို့အချိန်မှာလဲရွာဖင်စရက်ကနေငနီကကခုံရင်ရောက်လာပါတယ်သူ့ရဲ့ညာဘက်အယိုးစုလက်ကြီးကိုအဝတ်စုံနဲ့ပတ်ထားပြီးမဲ့အထဲကနေတစ်ဖက်ဖက်လှူရှားနေတာကိုမြင်နေရပါတယ် ဟာဟာဥပါတင်ခင်ဗျားနွားကိုမင်းသမီးစားလိုက်တာသူကဘိုက်စားနေတာလေနွားသွေးကိုသူကမကြိုက်ဘူးလူသွေးကိုပဲသူကလိုချင်ကဟာဟာငနီကဖြော်ပြီးတာနဲ့ညောင်ပင်ကြီးစီကိုလည်းညှိုးထိုးပြပါလေရွာသားတွေအားလုံးညောင်ပင်ကြီးစီကိုကြည့်လိုက်တဲ့အခါအားလုံးရဲ့ကြောရိုးတဲ့အထိအေးစိမ့်သွားပါတယ်ညောင်ပင်ကြီးရဲ့အကိုင်းတွေပေါ်မှာဝစ်စုံဖြူဝစ်အမျိုးသမီးတစ်ယောက်ဟာထိုင်နေပါတယ်သူမရဲ့စံပင်တွေကမြေပြင်ထိရှည်ချနေပြီးမျက်နှာကတော့မြူနင်းတွေကြမှာမသေးခွဲပါဘူးဒါပေမဲ့သူမရဲ့စထိန်မှာတော့ဦးကန်ဆိုင်ရဲ့ပရပိုက်ဖြူကိုကြိုက်ထားပါတယ် မင်းသမီးစောနန်းနွယ်ဥပဒေကတိုးတိုးလေးရည်ရွယ်လိုက်ပါတယ်ရုတ်တရက်ညောင်ပင်ကြီးပေါ်ကအမျိုးသမီးကဖြင်းညင်းစွာခေါင်းကိုလှည့်ကြည့်လိုက်ပါတယ်သူမရဲ့မျက်လုံးတွေကတွေးရောင်တောက်နေပြီးဖားဆက်ကနေအနှိမ့်ရောင်အခိုးငွေတွေထလာပါတယ်သူမကလက်တချမ်းဝှေးရလက်ရောင်နဲ့ရွာထဲမှာရှိတဲ့ခွေးတွေဟာတပြိုင်နက်တည်းဥကြပါတော့တယ်အဲ့ဒီခွေးဥထန်ဒီကတာမန်ဥထန်မဟုတ်ပဲလူတယောက်နပ်စင်သူအော်ရနေတဲ့အထန်မျိုးထိမိမှနေ ပြေးကြအိမ်ထဲကိုကြီးကြ ရွာသားတွေကထပ်ပြီးကြပါတယ်ဒါပေမဲ့အိမ်ထဲကိုရောက်တဲ့အခါမှလည်းမလုံခြုံတော့ပါဘူးအိမ်တကိုင်းတွေရဲ့ကြားကနေအနှိမ့်ရောင်လောက်ကောင်တွေကစိတ်ဝင်လာပြီးရွာသားတွေရဲ့ခြေထောက်တွေကိုကိုက်ခဲကြပါတယ်အော်ဟဲထန်တွေဟာညာမင်းကုန်းရွာလေးရဲ့ညာကိုငရေခန်းတစ်ခုအထိပြောင်းလဲပစ်လိုက်ပါတယ် နောက်တစ်နေ့မနက်မှာတော့ရွာသား၃ယောက်ဟာအိယာထဲမှာတင်သေဆုံးနေတာကိုတွေ့ရပါတယ်သူတို့ရဲ့ရုပ်အလောင်းတွေမှာသွေးတစ်ဆက်မှမရှိတော့ပဲအရေပြောင်းတွေကတစ်သား၆တွေလိုဖြစ်နေပါတယ် ဒါဟာဦးကန်ဆိုင်ယူလာတဲ့ကျင့်စာမဲငါတို့ရွာကိုသူဖြစ်စည်းလိုက်ပြီးလို့ရွာလူကြီးကနောင်တရော့စွာနဲ့ပြောပါတယ်ငနီကတော့ရွာလဲလမ်းပေါ်မှာထိုင်ပြီးမြေကြီးပေါ်မှာအင်းကွက်တွေရှောက်ရေးနေပါတယ်သူရေးနေတဲ့အင်းကွက်တွေကဦးကန်ဆိုင်ရဲ့အောက်လန်အင်းတွေမဟုတ်ပဲမြေအောက်နန်းတော်ရဲ့နန်းရမှာရှိတဲ့ကျင်းစာစာသားတွေဖြစ်နေပါတယ် ဇရာလာတော့မယ်သူကကြောက်ရွံ့ကြီးမဟုတ်တော့ဘူးသူကအခုမင်းသမီးရဲ့စစ်တီတော်ထိသွားပြီသူဒီညလာလိမ့်မယ်ငနီရဲ့စကားကြောင့်ရွာသားတွေဟာပိုးပြီးထိတ်လန့်သွားကြပါတယ်ဦးကန်ဆိုင်ဟာတေဆုံးသွားတာမဟုတ်ပဲကျင်းစာတင်ဝိညာဉ်တွေဖြစ်ရွာကိုပြန်လာတော့မှလားညောင်ပင်ကွန်းရွာရဲ့ကံကြမ္မာကတော့ဘယ်လိုဖြစ်လာအောင်မလဲဆိုပြီးတွေဝေကြောက်ရွံ့ကုန်ကြပါတယ် ညောင်မင်းကုန်းရွာလေးရဲ့ကောင်းကင်ယံမှာလမင်းကြီးဟာသွေးရောင်လွှမ်းနေသလိုหนีမြန်းလိုနေပါတယ်လေထူးတယ်မှာလဲမြေကြီးပုတ်နှံ့နဲ့ဟောင်းလွှမ်းတဲ့အလောင်းကောင်နှံတွေကရွာလုံးကိုဖုံးလွှမ်းထားပါတယ်ရွာသားတွေဟာအိမ်တကားတွေကိုတန်တိုင်းတွေတစ်သားချောင်းတွေနဲ့ပိတ်ဆို့ထားကြပေမဲ့သူတို့ရဲ့ရင်ထဲမှာတော့တတိန်တိန်တုံလုံနေကြပါတယ် ကျွီရွာပြင်ကဇရက်ဟောင်းစီယာနီထူးဆန်းတဲ့အတန်ကြီးတန်ထွက်ပေါ်လာပါတယ်အဲ့ဒါကလူတစ်ယောက်လမ်းလျှောက်တန်နဲ့မတူပဲကြောက်သားချင်းပွတ်တိုက်တန်ကြီးလိုမျိုးလေးလံလာပါတယ်ငနီဟာဇရက်ရှိကမြေပြင်းပေါ်မှာဝက်တွားရင်အမောင်လေးကိုစိုက်ကြည့်နေပါတယ်သူ့ရဲ့ညာဘက်အယိုးစုလက်ကြီးကတုံခါနေပြီးဘားဆယ်ကနေတတူတူရွတ်ဆူနေပါတယ် လာပြီဇရာလာပြီသူဟာအရင်ဇရာမဟုတ်တော့ဘူးသူကတိုင်းတိုင်းရဲ့ဝါမျိုးချင်းကိုခံလိုက်ရပြီမောင်မန်းရဲ့တော်လန့်အတိုက်အရေးမဲကြီးတစ်ခုတတိဖြည်းထွက်ပေါ်လာပါတယ်အဲ့ဒီအရေးဟာအရာရှစ်ပေခန့်မြင်မာနေပြီးလမ်းလျှောက်လိုက်တိုင်းမြေကြီးတွေတုံခါသွားပါတယ်လာရောင်အောက်ကိုရောက်လာတဲ့အခါမှာတော့ငနီတောင်မှကြောက်လန့်တကြားနဲ့နောက်ကိုဆုတ်လိုက်မိပါတယ်အဲ့ဒါဟာဦးကန်ဆိုင်ပါပဲဒါပေမဲ့လူသားဦးကန်ဆိုင်မဟုတ်တော့ပါဘူးသူ့တဲ့တကိုယ်လုံးဟာမြေကိုရောင်ကြောက်သားတွေမဲ့ဖုံးငန်းနေပြီးအရေပြားတွေကအကွဲကြောက်ကြီးတွေဖြစ်နေပါတယ်သူ့ရဲ့ရင်ပတ်အလဲမှာတော့ဝိညာဉ်ကြောက်စားကအသားတွေကိုနှိမ့်ဝင်နေပြီးသွေးရောင်အလင်းတန်းတွေကိုထုတ်လွှတ်နေပါတယ်သူ့ရဲ့မျက်လုံးနေရာမှာတော့မျက်လုံးမရှိပဲမီးလန့်လိုနီရဲနေရဲ့အလင်းဆန်နှစ်ခုထားရှိပါတော့တယ်သွေးငါကိုသွေးပေးကြစမ်းဦးကန်ဆန်ရဲ့အတန်ကလူတန်အမတူပဲမီအောက်လိုင်းကူတွေကနေထွက်လာတဲ့ပဲ့တင်တန်ကြီးလိုဟင်းဟင်းထွင်နေပါတယ်သူဟာရွာလေလမ်းမအတိုင်းဖြည်းဖြည်းချင်းလျှောက်လာပါတယ်
လမ်းဘေးကအိမ်တအိမ်ရဲ့ရှေ့ကိုရောက်တဲ့ခါမှာတော့ဦးကန်ဆိုင်ကသူ့ရဲ့ကြီးမားလာတဲ့ကြောက်သားလက်ကြီးနဲ့အိမ်တငါးကိုရိုက်ချလိုက်ပါတယ် 1ခိုင်ခန့်လာပါတယ်ဆိုတဲ့ကျုံတကားကြီးဟာအပိုင်းပိုင်းအဆဆပြည့်ထည့်သွားပါတယ်အထဲမှာပုံနေတဲ့မိသားစုဟာကြောက်လန့်တကြားအော်ဟစ်ကြပေမဲ့ဦးကန်ဆိုင်ကတော့ဂရုမစိုက်ပါဘူးသူကအိမ်တောင်ဦးစီးဖြစ်သူကိုလဲဘင်းကနေမှတ်တင်လိုက်ပြီးသူ့ရဲ့ရင်ဘတ်ကကြောက်စာနဲ့ထိကပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲထိုးလူရဲ့ခန္ဓာကိုယ်တွေကသွေးတွေဟာကြောက်စာတဲ့ကိုစုပ်ယူခြင်းခံလိုက်ရပြီးစက္ကန့်ပိုင်းအတွင်းမှာပဲလူတစ်ကိုယ်လုံးတစ်သား6ကြီးလို့ဖြစ်သွားပါတော့တယ် အာကဲကြပါဦးလူသက်သမားကြီးပြန်လာပြီ ရွာသားတွေဟာအိမ်တွေထဲကနေထွက်ပြေးကြပါတယ်ဒါပေမဲ့ရွာလေကညောင်ပင်ကြီးဖော်မှာထိုင်နေတဲ့မင်းသမီးစောနန်းတွေကလက်တစ်ချက်ဝှိရန်လိုက်တဲ့အခါမြေကြီးတွေကနေအယိုးစုစစ်တယ်တော်တွေထွက်ပေါ်လာပြီးရွာသားတွေကိုဝိုင်းဝန်းဖမ်းဆီးကြပါတယ်ညောင်ပင်ကုန်းရွာတွေဟာအခုတော့စစ်တလင်းတစ်ခုလိုဖြစ်နေပါပြီဦးကန်ဆိုင်ဟာအတိစိတ်မရှိတဲ့အောက်လန်းကြောက်ရုပ်ကြီးတရုပ်လိုရွာသားတွေကိုလိုက်လံတတ်ကြနေပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်မင်းသမီးအတွက်တိုးကြီးဆူဆောင်ပေးဖို့နဲ့သူ့ကိုယ်သူတိုက်နှန်းရှင်အဖြစ်အကြေးအဝပြောင်းလဲဖို့ပါပဲ 是啊多吧多是啊我真的多吧呢 ငနီကဦးကန်ဆိုင်ရဲ့ခြေထောက်ကိုဖက်ပြီးငိုယိုတောက်ပန်ပါတယ်ဦးကန်ဆိုင်ကငနီကိုငုတ်ကြည့်လိုက်ပါတယ်သူ့ရဲ့မီးလျံမျက်လုံးတွေကတစ်ချက်လက်ခနဲ့ထိသွားပြီးကြောက်သားလက်ကြီးနဲ့ငနီကိုရိုက်ပုတ်လိုက်ပါတယ်ငနီဟာလွင့်စင်သွားပြီးတစ်ပင်တစ်ပင်နဲ့ရိုက်မိကတတိလစ်သွားပါတော့တယ် ဘသူမှမလွတ်စင်းနဲ့အားလုံးကိုငါ့ရဲ့နန်းတော်ထဲမှာကျွန်းအဖေထားမယ်လို့ဦးကန်ဆိုင်ကဟင်းဟောက်လိုက်ပါတယ်ထိုးချိန်မှာပဲရွာဦးကျောင်းကဆရာတော်ကြီးဟာပရိယေဖလားနဲ့စိတ်ပတိကိုကင်ပြီးထွက်လာပါတယ်ဆရာတော်ကြီးရဲ့မျက်နှာကတီးငိမ့်နေပေမဲ့မျက်လုံးတွေထဲမှာတော့ကရုဏာဒေါသတွေပြည့်နှက်နေပါတယ် ကန်ဆိုင်မင်းရဲ့လောဘကအဆုံးမတတ်သေးဘူးလားမင်းဟာလူသားဘဝကနေငရဲသားဘဝကိုရောက်နေပြီဆိုတာမသိဘူးလား ဦးကန်ဆိုင်ကဆရာတော်ကြီးကိုကြည့်ပြီးခါတီးစွာရေမောလိုက်ပါတယ်ဘုန်းကြီးခမရရဲ့တရားတွေကငါ့ကိုမတားနိုင်ဘူးငါကအခုတေမင်းရဲ့အရှင်သခင်ပဲဦးကန်ဆိုင်ကဆရာတော်ကြီးစီကိုပြေးဝင်သွားပါတယ်ဆရာတော်ကြီးကပရိတ်ရည်တွေကိုပတ်လိုက်တဲ့အခါမှာတော့ဦးကန်ဆိုင်လက်ကြောက်သားကိုထဲကနေမိခိုးတွေထွက်လာပါတယ်ဒါပေမဲ့ဦးကန်ဆိုင်ကမရက်တန်ပါဘူးသူဟာဆရာတော်ကြီးကိုတတ်ဖို့အတွက်သူ့လက်ကြောက်လက်ကြီးကိုမြောက်လိုက်ပါတော့တယ်